အားလုံးပဲမင်္ဂလာပါဗျ။နှစ်ကျော်2.0ဆန်းကနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့အခု Hongqi ESH7 ကားလေးကိုကား Pro ရဲ့ Immortal UVH20 ကတ်ပြသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကားလေးကိုပထမဆုံး window flame မကတ်ခင်မှာဒီ contaminate လုပ်ပါတယ်။ window flame ကတ်တဲ့အခါမှာလည်းဒီ climate control လုပ်ထားတဲ့အခန်းထဲမှာကျွန်တော်တို့တီးတန့်ကတ်သွားမယ်။ဒီမှာ water mist ကိုဘာလို့ spray လုပ်ထားလဲဆိုတော့လေးထုထဲမှာမမြင်နိုင်တဲ့ဖုံမုံတဲ့အညစ်အကြေးတွေကားပေါ်မှာကတ်ညိမသွားအောင်ရေမုံလေးတွေကိုဖြန်းပေးထားဖြစ်ပါတယ်။ window flame ကိုမန်ချက်ပေါ်မှာတိုင်းမယ်တိုင်းပြီးတော့ကားမျက်နှာပြင်ပေါ်မှာညီညီညာညာပြန့်သွားအောင်လို့ကျွန်တော်တို့ heat gun နဲ့အပူပေးပါမယ်။ကား Pro ရဲ့ Immortal UVH window flame ဟာဆိုရင်ပွတ်တိုက်ပွန်တီးခံတဲ့ layer နောက်ပြီးတော့ ceramic coating layer UV ကိုကာကွယ်ပေးတဲ့ layer ကားပေါ်မှာမြဲမြံနေအောင်ကတ်သွားစေမယ် adhesive layer စတာတွေအပြင် multi layer splattering technology ကိုအသုံးပြုပြီးထုတ်ထားပါတယ်ဗျ။ UVH ရဲ့ specs လေးတွေကိုပြောပြရမယ်ဆိုရင်တော့ဒီ UVH က IR rejection 97% UV rejection 99% တို့အပြင် VAT 5 မျိုးကိုလည်းရွေးချယ်ပြီးကတ်နိုင်ပါတယ်။နောက်ပြီးတော့ warranty မှာလည်းကျွန်တော်တို့10နှစ်တောင်ပေးထားတဲ့အတွက်ကြောင့်ဒီနှစ်မှာကတ်သွားမယ့် window flame က2036ခုနှစ်မှာ warranty ကုန်မှာဖြစ်ပါတယ်။ဒီကြောက်လျှောက်မှာလည်းကျွန်တော်တို့ဆိုင်မှာအမြဲလို့ maintenance လာလုပ်နိုင်ပါတယ်။နောက်ကျောက်ဆိုင်မှာကား Pro ရဲ့ UVH window flame ပြင်ကား Pro ရဲ့ Immortal PPF ကိုလည်းရွေးချယ်ပြီးတော့ကတ်နိုင်ပါတယ်။